အားလုံးပဲမင်္ဂလာပါကပောက်ကျန်ခန်းကြီး6ကိုအတူတကွဖိတ်ရှုဖို့ရန်အားလုံးခေါ်ပေးပါတယ်မြေကြီးမျက်နှာပေါ်မှာလူတို့ဒီများပြ၍တမီးများကိုလည်းရကြသောအခါဖျားတခင်ဤသားတို့ဒီလူတမီးတို့လာကြောင်းကိုမြင်၍ကိုယ်စိတ်ရှိသည့်အတိုင်းဆုံးဖြတ်ကြ၏ထာဝရဘုရားကလည်းငါဝိညာဉ်သည်လူတို့တွင်အစဉ်မဆုံးမရအကြောင်းမူကားလူတို့သည်အသားဖြစ်၏သူ၏အသက်တန်းသည်လည်းအနှစ်120ဖြစ်စေဟုမိန့်တော်မူ၏ထိုကာလ၌မြေကြီးပေါ်မှာကိုကြီးမားသောသူအချို့ရှိကြ၏ထိုနောက်၌လည်းဖျားသခင်၏သားတို့သည်လူသမီးတို့နှင့်ဆက်ဆံ၍ရတော်သားတို့သည်အားကြီးသောသူရှေးကာလမှစ၍ကြော်စောသောသူဖြစ်ကြ၏မြေကြီးပေါ်မှာလူဖြစ်ကြည်၍သူ၏စိတ်နှလုံးအကြံစီရှိသည်များတို့သည်အစင်မပြတ်စိုးညစ်ခြင်းတသက်ရှိကြောင်းကိုဘုရားသခင်သိမြင်တော်မူလျင်မြေကြီးပေါ်မှာလူကိုဖန်ဆင်းတော်မူသည်ကိုနာသားရ၍နှလုံးတော်ပူပန်လျက်ရှိတော်မူ၏ထာဝရဘုရားကလည်းငါဖန်ဆင်းသောလူကို၎င်းလူမဆာ၍တားများတွားတတ်သောတရိษံများမိုးကောင်းကင်ငှက်များတို့ကို၎င်းမြေကြီးမျက်နှာမှာငါတုတ်တင်ပေရှင်းမည်သူတို့ကိုဖန်ဆင်းသောကြောင့်ငါနောင်တရသည်ဟုမိန့်တော်မူ၏နော၏မူကားထာဝရဘုရားစိတ်တော်နှင့်တွေ့တော်သူဖြစ်သည်နော၏အထုပ်ပတိဟုမူကားနော၏သည်ဖြောင့်မတ်တော်သူမိမိအမျိုး၌စုံလင်တော်သူဖြစ်၏ဘုရားသခင်နှင့်အတူတွာလာ၏နော၏သည်ရှေမာဟာမယာဖက်သည်ဟုသောသားသုံးယောက်ကိုမြင်လေ၏ထိုအခါမြေကြီးသည်ဘုရားသခင်ရှေမှာပုတ်ဆက်လျက်ရှိ၏မြေကြီးသည်အသမအမှုနှင့်ပြည့်စုံလေ၏ဘုရားသခင်သည်မြေကြီးကိုကြည့်ရှုသောအခါပုတ်ဆက်လျက်ရှိသည်ကိုမြင်တော်မူ၏အကြောင်းမူကားမြေကြီးပေါ်မှာလူပေါင်းတို့သည်ဖောက်ပြန်ခြင်းသို့ရောက်ကြပြီထိုအခါဘုရားသခင်သည်နောဧအားမိန့်တော်မူသည်ကားတတဝါပေါင်းတို့၏အဆုံးသည်ငါမျက်မှောက်တွင်ပေါ်လာပြီသူတို့ကြောင့်မြေကြီးသည်အာဓမမှုနှင့်ပြည့်စုံလေ၏အကယ်စင်စစ်မြေကြီးနှင့်တကွာသူတို့ကိုငါဖြစ်စည်းမည်ကောပရာတစ်တာဖြင့်တင်မောကိုဖို့တီလို့တော့အထဲ၌လည်းအခက်များကိုလုံတော့အတွင်းပြင်ပတ်လေကိုထင်းရှူးစိမ့်နှင့်တုံးတော့လိုရမည်ပုံဟုမူကားတင်မောအလေယာအတောင်300အနံအတောင်50အမြင့်အတောင်30ရှိစေရမည်အပေါ်၌လည်းအမိုးကိုလုံရမည်ထိုမိုးအပေါ်အလေချမ်း၌ထိပ်အုပ်အနံတထောင်ကျရှိစေရမည်တင်မောနံတစ်ဖက်၌လည်းတကားကိုလုံရမည်အောက်ဆင့်အလေဆင့်အပေါ်ဆင့်ဟူ၍3ဆင့်ကိုလည်းရှိစေရမည်အသက်ရှင်သောတတဝါပေါင်းတို့ကိုကောင်းကင်အောက်မှငါကိုယ်တိုင်ပေရှင်းခြင်းငါမြေကြီးကိုရေရမ်းမိုးစေသည်ဖြင့်မြေပေါ်မှာရှိသည်များတို့သည်တည်ရကြမည်တင်၌မူကားငါပင်ကြီးကိုငါတည်စေမည်တင်သည်တာမယားချွေးမများနှင့်တကွာတင်မောသေးတို့ဝင်ရမည်အသက်ရှင်သောတရိษံမျိုးမျိုးသေးကအထီးအမအစုံတို့ကိုယူ၍တင်နှင့်အတူအသက်ချမ်းသာစေခြင်းကတင်မောသေးတို့တွေ့ရမည်ငှက်လည်းအမျိုးအလိုက်သားလည်းအမျိုးအလိုက်တွားတတ်သောတရိษံပေါင်းလည်းအမျိုးအလိုက်အထီးအမအစုံတို့သည်အသက်ချမ်းသာစေခြင်း